ဒီနေ့တော့ကျွန်တော်ရဲ့စကူးမြောက်သင်ခန်းစာဖြစ်တဲ့ Major 7နဲ့7အကြောင်းကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဆိုရင်ကျွန်တော်ဒီသင်ခန်းစာကိုဒီမတွားခင်မှာကျွန်တော်တို့ whole tone နဲ့ half tone ကျွန်တော်အကြောင်းကိုလည်းပြောပြချင်တယ် whole tone ဆိုတဲ့အဓိပ္ပာယ်ကတော့ဒီမှာကြည့်လို့ရှိရင်ကျွန်တော် C D ဒီ whole tone လို့ခေါ်ပါတယ်ဘာလို့ဆိုတော့ဒီမှာကြားထဲမှာအတန်တဝက်ရှိနေလို့ဖြစ်ပါတယ်ဆိုတော့ဒီမှာ half tone C နဲ့ D ဒီ whole tone ဆိုတော့ C နဲ့ C sharp ဒီ half tone ဖြစ်ပါတယ်ဒါဆိုရင် C နဲ့ D ဟာ whole tone ဖြစ်ပါတယ် D နဲ့ E ကိုကြည့်ပြန်လဲကြားထဲမှာအတန်တစ်ခုရှိရမှာသူဒီလဲ whole tone ဖြစ်ပါတယ်ဒီမှာ half tone ဖြစ်ပါတယ် E နဲ့ F ကိုကြည့်အောင် E နဲ့ F ကျတော့ကျွန်တော်တို့ကြားထဲမှာဘာအတန်မှမရှိဘူးသူကတော့အတန်တစ်ဝက်ပဲရှိပါတယ် half tone ပဲရှိပါတယ်ဒါကိုကျွန်တော်နားလည်ဖို့လိုပါတယ်အတန်အပြည့်နဲ့အတန်တစ်ဝက်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ဖို့လိုပါတယ်ဟုတ်ပြီကျွန်တော်တို့ခုန major 7 chord ကိုကျွန်တော်တွားကြည့်အောင်ကျွန်တော် C chord မှာ root note က C ဖြစ်ပါတယ်ကျွန်တော်တို့ root ကိုကျွန်တော်တို့ half tone short လိုက်တာနဲ့ major 7 chord ကိုရရှိမှာဖြစ်ပါတယ် C major 7ကိုရှာမယ်ဆိုရင် C ဒီ root note ဖြစ်တဲ့ C ကိုတစ်ဝက် short လိုက်ခြင်းဖြင့်ကျွန်တော်တို့ C major 7ကိုရမှာဖြစ်ပါတယ် A ကိုကြည့်အောင် A ကိုမှာ root note ဖြစ်တဲ့ A major chord ကိုမှာ root note ဖြစ်တဲ့ A ကိုတစ်ဝက် short လိုက်တာနဲ့ A major 7ကိုရမှာဖြစ်ပါတယ်ဒါကတော့ formula အရရှာတယ်ဆိုပေမဲ့ကျွန်တော်တို့ကဒီ chord မှာပါဝင်တဲ့ notes တွေအလုံးတွေတော့တိတိကျကျသိရမှာဖြစ်ပါတယ်ဒါကိုအလူရေးချမယ်ကျင့်မယ်ကိုယ့်အကူရှာမယ်ကျွန်တော်ပြောတဲ့ theory လေးကိုအရင်တီးကြည့်မယ်ပြီးတော့ဘာ notes တွေပါလဲဆိုတော့ကိုယ့်အကူရှာကြည့်ဖို့ဖြစ်ပါတယ်ဒါဆိုရင် major 7အကြောင်းပြီးပါပြီအခုကျွန်တော်ပြောမှာနောက်တစ်ခုဖြစ်တဲ့7 dominant 7ဖြစ်ပါတယ် dominant 7ကျတော့ major 7နဲ့꿰တာကျတော့ dominant 7ဒီ root note ကိုတစ်လုံးလျှော့တာဖြစ်ပါတယ်1 tone လျှော့တာဖြစ်ပါတယ်ဆိုရင်ကျွန်တော်ကြည့်မယ်ဆိုရင် root note ဖြစ်တဲ့ C ဖြစ်တဲ့အတွက်ဒီမှာတဝက်ဒီမှာတဝက်ဆိုရင်ဒါ1 tone ဖြစ်ပါတယ်ဆိုရင်ဒါဆိုရင် C7 ဖြစ်ပါတယ်เนาะဒါဆိုရင်ဥမာ C major 7 C ထက်တဝက်လျှော့ထားလို့ဖြစ်ပါတယ်တစ်လုံးလျှော့တဲ့ခါကျရင် C7 ဖြစ်ပါတယ်ကျွန်တော်နားလည်မယ်လို့ထင်ပါတယ်F နဲ့ကျွန်တော်ရှင်းပြပါမယ်ကျွန်တော် F ကိုတီးကြည့်မယ် root note ဖြစ်တဲ့ F ကိုတဝက်လျှော့တဲ့အတွက်ကြောင့်မလို့ F major 7ဖြစ်ပါတယ် root note ဖြစ်တဲ့ F ကိုကျွန်တော်တို့တစ်လုံးချမယ်ဖြစ်တဲ့ကြောင့်မလို့ဒါက F7 ဖြစ်ပါတယ်ဒါက formula ရရှာတာဖြစ်ပေမဲ့လို့ဒီပါဝင်တဲ့ notes တွေတော့ကျွန်တော်အလွတ်ကျက်မှတ်ရမှာဖြစ်ပါတယ် F7 ဆိုရင် F ရဲ့ A ရဲ့ C ရဲ့အပြင်ဖြစ်တဲ့7 note ဖြစ်တဲ့ E flat တစ်လုံးပါမှာဖြစ်ပါတယ်ကျွန်တော်သိထားတဲ့ chord တွေကိုကျွန်တော်တို့စမ်းသပ်ကြည့်လို့ရပါတယ်နောက်တစ်ခုစမ်းကြည့်အောင်ကျွန်တော် minor နဲ့တွားကြည့်အောင်7ဒီကျွန်တော်အခုနောက်တော့ပြောပြသလို root note ကိုတစ်လုံးလျှော့တာဖြစ်ပါတယ်ဆိုရင်ဒီ minor 7ဖြစ်ကြမှာ D ဒီ root ဖြစ်ပါတယ်တစ်လုံးလျှော့မယ်ဆိုရင်လျှော့တယ် D flat ပြီးရင် C ဖြစ်ပါတယ်ဆိုရင် D minor မှာ C ထည့်လိုက်ခြင်းအပြင် D minor 7ကိုရမှာဖြစ်ပါတယ်ဒါဆိုရင် D minor 7မှာပါဝင်မှာ D F A အပြင်ကိုကျွန်တော်တို့7 notes ဖြစ်တဲ့ C တစ်လုံးပါလို့ရှိရင် D minor 7ကိုရရှိပြီဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့နောက်တစ်ခေါက်နဲ့တွားကြည့်အောင်နောက်တစ်ခေါက်ကျွန်တော်သိထားတဲ့ chord ထဲမှာဆို A minor နဲ့တွားကြည့်အောင် A minor နဲ့ဆန်းကြည့်အောင် A minor မှာ A C E ဖြစ်ပါတယ် A C E မှာကျွန်တော်တို့ A ဆိုတဲ့ root note ကို7ဖြစ်အောင်လို့ကျွန်တော်တို့တစ်လုံးချမှာဖြစ်ပါတယ်ဆိုတော့ A flat ဒီတစ်ဝက် G ဒီတစ်လုံးဖြစ်ပါတယ်ဆိုရင် A C E G ဒီ A minor 7ဖြစ်ပါတယ်ဒါဆိုရင် major 7 minor 7 3မျိုးကိုကျွန်တော်ရရှိမယ်ဖြစ်ပါတယ်ဒါပေမဲ့လို့အခုနကျွန်တော်တစ်ခါပြောသလိုပဲဒီပါဝင်တဲ့ notes တွေကိုတော့ chord တိုင်းရဲ့ပါဝင်တဲ့ notes တွေကိုမဖြစ်မနေအလွတ်ကျက်မှပြီးတော့ကျွန်တော်လေ့ကျင့်ရမှာဖြစ်ပါတယ်အားလုံးပဲနားလည်နိုင်ကြပါစေကျေးဇူးတင်ပါတယ်